ကဲကိုတိုးတက်ချင်ပေမဲ့အချိန်မရှိဘူးဆိုပြီးလုံးလိတ်ချလဲလိုက်နေတယ်လို့ခံစားနေရလားဒီသုံးသက်ချင်းလိန်ချက်မှာတော့အချိန်စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးကျွန်တော်တို့အတူတူလေ့လာကြည့်ကြပါမယ်တကယ်ကိုထိရောက်တဲ့ productivity coach တယောက်အနေနဲ့အောင်မြင်မှုကိုတားဆီးနေတဲ့အကြီးမားဆုံးဟန်တာတွေကိုစစ်စစ်အပြေရှားပေးသွားမှာပါအချိန်မရှိဘူးလို့ညီသွားနေမဲ့အစားနေ့စဉ်ဘဝမှာအာယုံဆူဆိုင်မှုအပြည့်ပေးတဲ့တနာရီကဘဝကိုဘယ်လောက်ထိပြောင်းလဲသွားစေနိုင်လဲဆိုတာတေချာလေးရှင်းပြပေးသွားမှာပါအရင်ဆုံးစဉ်းစားကြည့်အောင်ကျွန်တော်တို့တရားမှာ24နာရီရှိတဲ့အထက်ကတနာရီဆိုတာတွက်ကြည့်လိုက်ရင်တစ်နေ့တာလုံးရဲ့400ခိုင်နှုန်းလေးပဲရှိတာပါတကယ်ကိုနည်းနည်းလေးပါနော်လူတိုင်းကတစ်နေ့ကို24နာရီတန်းတူရထားကြပြီမဲ့ဒီ400ခိုင်နှုန်းလေးကိုဘလို့စီမံခန့်ခွဲလဲဆိုတဲ့ပုံမူတည်ပြီးဖွက်လာမယ့်ရလဒ်တွေကကောင်းကင်နဲ့မြေကြီးလိုကွာခြားတော့လာဖြစ်ပါတယ်ဒီ400ခိုင်နှုန်းလေးကိုဘလို့သုံးနေလဲဆိုတာကအရန်ရေးကြီးပါတယ်ကျွန်တော်တို့ social media တွေပေါ်မှာဘာရွေးချက်မှမရှိပဲသုံးနေလိုက်တာနိုင်ပေါင်းများစွာအလွယ်တကူကုံပွားတတ်ကြပေမဲ့ကိုဘွားတွတ်ဖို့အတွက်အာယုံစူးစိုက်မှုအပြည့်နဲ့တနာရီတနည်းအားဖြင့်တနေ့တာတဲ့400ခိုင်နှုန်းလေးပေးဖို့ကိုကြတော့တော်တော်လေးဝင်လေးနေတတ်ကြတယ်ဒီလို digital အာယုံထွေပြားမှုတွေကြားတဲ့ခါနေရုံထွက်ပြီးကိုပိုင်ချင်းကိုပြန်လဲရယူဖို့လိုအပ်နေပါပြီအပိုင်းတဲ့အနေနဲ့ကျွန်တော်တို့နေ့စဉ်ပေးနေကြစင်ချီတွေကိုဘယ်လိုချော်လွှားကြမလဲဆိုတာကြည့်အောင်ဒီစကားလေးကတော်ထီတယ်ဗျာအလုတ်ရှုံနေခြင်းဟာတခါတရံမှာပြင်းရချင်းရဲ့ပုံစံတစ်မျိုးဖြစ်တယ်တဲ့တိကျတဲ့ရည်ရွယ်ချက်မရှိဘဲဟိုဟာလို့ဒီဟာလို့နဲ့အလုတ်ရှုံနေတယ်ဆိုတာတကယ်တော့တာမိုးရှိတဲ့အားထုတ်မှုတွေကိုရှောင်လွှဲခြင်းလို့ဟန်ဆောင်နေတဲ့ပြင်းရချင်းတစ်မျိုးပါပဲတကယ်အရေးကြီးတဲ့အလုတ်တွေကိုမလုတ်ချင်တဲ့အခါအလွယ်တကူလှုပ်လို့ရတဲ့အသေးအဖွဲအလုတ်လေးတွေနဲ့အချိန်ဖြုံးနေတတ်တာတဘာဝပဲလေပထမဆုံးတိတ်ပွဲကဗမာစလဲဆိုတာမနက်ခင်းနှုတ်ဆက်နေလာတဲ့အချိန်မှာပဲစတာပါနှုတ်ဆက်ကိုပိတ်ပြီးပြန်အေးလိုက်တာဟာကိုယ့်ရဲ့နေ့စဉ်ဘဝထိန်းချိုးခွင့်ကိုအပြင်ဘက်ကအချိန်တွေစီလွှဲပြောင်းပေးလိုက်တာနဲ့အတူတူပါပဲစီကန်းဆိုတာအလုံးလုံးတဲ့ရုံခံထဲမှာစတင်တာမဟုတ်ပါဘူးတက်တောင့်တက်တာရှိမှုကိုစွန့်လွတ်ပြီးအိယာလန်နေထားလိုက်တဲ့မိမိရဲ့အိတ်ခံထဲမှာကဒီကကိုထိန်းချုံနိုင်စွမ်းကိုဦးနော်ကစတင်တင်ယူတာဖြစ်ပါပဲဒီတော့ဒါတွေကိုကြော်လွှားဖို့အပိုင်းလက်မှာအဆင့်9ဆင့်ပါဝင်တဲ့မနက်ခင်းအလီအကျင့်လေးတွေကိုဆက်သွားကြမယ်ဒါကတော့မနေ့ခင်းတိုင်းမှာမဖြစ်မနေလှုပ်ဆောင်ရမယ်ခိုင်မာတဲ့အစီအစဉ်9ခုပါပထမဆုံးအေယာထားလိုက်ပွဲကိုနိုင်အောင်တိုင်းမယ်ပြီးရင်9စက္ကန့်စီးမင်းကိုသုံးတယ်အခက်ဆုံးအလုပ်ကိုအရင်ဆုံးကင်တွဲမယ်ခန္ဓာကိုယ်ကိုလှုပ်ရှားမယ်ပြီးတော့အတစ်တစ်ခုကိုတင်ယူပါမယ်ဒီစစ်9စင်ဟာရက်တန်လို့မရတဲ့အရှိန်ဟုန်တစ်ခုကိုတိဆောက်ပေးမယ်အခြေခံအုံးမြစ်ပါပဲဒီ9စက္ကန့်စီမင်းကိုတိတ်ပြန်နေကြနည်းနည်းလေးရှင်းပြမယ်နော်မဲရိုဘင်စ်ရဲ့9စက္ကန့်စီမင်းဖြစ်တဲ့9 4 3 2 1လို့နောက်ပြန်ရေတွက်လိုက်တဲ့အခါမှာကျွန်တော်တို့ဦးနောက်ထဲကအာယုံစုဆိုင်မှုနဲ့ဆုံးဖြတ်ချက်ချတဲ့ prefrontal cortex ဆိုတဲ့အပိုင်းကိုချက်ချင်းသွားနှုတ်ဆော်လိုက်တာပါအပြင်တပြီးစင်ချေတွေမဝင်လာခင်တွန့်ဆုတ်မှုအိမ်မဖြစ်လာခင်မှာပဲအလုပ်တစ်ခုခုကိုစတင်ဖို့ဦးနောက်ကိုရုပ်ပိုင်းဆိုင်ရာအရာအမိန့်ပေးလိုက်တဲ့သဘောပါပဲပြီးရင်အဖားကိုအရှင်လက်လက်စားရပါမယ်ဆိုလိုတာကကိုအရှောင်လွှဲချင်းဆုံးအခက်ခဲဆုံးပြဿနာကြီးကိုမနှက်ပိုင်းမှာတင်အရင်ဆုံးရင်ဆိုင်ဖြစ်ရှင်ပြလိုက်ကြပါဒီလိုအရင်ဆုံးလို့လိုက်ချအဖြစ်တနေ့တာလို့ခံစားရမယ်စိုးရင်ကိုပါမှုတွေကိုဖျက်ရှားပစ်လိုက်နိုင်တယ်လို့ကြောက်ရွံ့မှုတွေကြောင့်ပိတ်မိနေတဲ့ six sign တွေကိုလည်းပြန်လဲအလွတ်မြောက်စေပါတယ်နောက်10မိနစ်လောက်ကိုလက်လူရှားမှုလောက်တဲ့အဆင့်မှာအလွန်အံ့တိုးစရာကောင်းတဲ့ဖြစ်စဉ်တစ်ခုရှိပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်ကိုလှူရှားလိုက်တဲ့အခါဦးနောက်ထဲမှာ BDNF လို့ခေါ်တဲ့ protein ဒီမျိုးထွက်လာပါတယ်ဒီ protein ကဦးနောက်ဆရာတစ်တွေကိုပွားစေပြီးစိတ်ကိုကြည်လင်လန်းဆန်းစေကဦးနောက်ဆွမ်းဆောင်ရည်ကိုတီးတီးတောက်တောက်မြင့်တင်ပေးတာဖြစ်ပါတယ်ကဲအပိုင်း3အာယုံစူးစိုက်မှုပြန်လဲရယူရန်နေပြူဟာများဒီနေရာမှာ80ပိုင်း20စီမင်းဖြစ်တဲ့ Pareto principle ကအရန်မို့အေးပါလာပါတယ်ရလက်တွေရဲ့80ရာခိုင်နှုန်းကအားထုတ်မှု20ရာခိုင်နှုန်းကနေလာတာပါဒါကြောင့်အာယုံစိုက်မှုပြည့်ပြဲထားတဲ့အဲ့ဒီတန်ဖိုးကြီးတနာတွေအချင်းလေးမှာအကျိုးတက်ရောက်မှုအကြီးမားဆုံးဖြစ်မဲ့20ရာခိုင်နှုန်းတော့အလုပ်တွေကိုသာတီးတန့်ရွေးချယ်လှုပ်ဆောင်ရမှာဖြစ်ပါတယ်။ကျန်တဲ့အရေးမကြီးတာတွေကိုလစ်လူရှုရဲတဲ့တတိတော်ရှိဖို့လိုတယ်နော်။ဒေချာတွေးကြည့်ရင်အာယုံစူးစိုက်မှုဆိုတာဘဝရဲ့စွမ်းရည်တွေကိုလမ်းညွှန်ပေးရပါ။ flow လို့ခေါ်တဲ့အာယုံအပြည့်အဝစူးစိုက်နေတဲ့အခြေအနေကိုရောက်ဖို့ဆိုရင်ဖုန်းနဲ့ဝင်လာတဲ့အရေးမကြီးတဲ့ notification တွေကိုအပြည့်အသက် review ရှုထားနိုင်ရမှာပဲ။အလုပ်တွေကိုအရှိန်နဲ့ရှော့ပြီးတတိလေးနဲ့ဆန်းဆက်ကစိတ်ဖိစီးမှုဟော်မုန်းဖြစ်တဲ့ cortisol ကိုရှော့ချပြေးပြီး view ဟာကြရှင်းလင်းပြတ်သားမှုကိုရစေပါတယ်အပိုင်း4မတန်းတင်ခြင်းနဲ့အတွင်းစိတ်ကိုဆန်းစစ်ချက်ကိုယ့်ရဲ့တိုးတက်မှုကိုစောင့်မှတွေ့ချရေးပြီးမှတ်တမ်းတင်တာကခိုင်မာတဲ့အချက်လက်တွေပေါ်မူတည်တဲ့ထိန်းချုပ်လို့ရပြီးအလွန်ကိုစနစ်ကြပါတယ်။ဒါပေမဲ့စိတ်ထဲကနေပဲအလွယ်မှာထားမယ်ဆိုရင်တော့ကိုယ့်ရဲ့မှတ်ဉာဏ်နဲ့စိတ်ခံစားချက်ပေါ်မှာပဲမိခေါ်နေရလို့မတည်ငြိမ်ပဲအလွယ်တကူပြောင်းလဲသွားနိုင်ပါတယ်။ကိုယ့်ကိုယ်ကိုစင်ချေပေးဖို့လည်းအရန်လွယ်ကူသွားစေတယ်လေ
ရီမန်းချက်တွေကိုချာရေးလိုက်တာဟာတကယ်တော့ Hawthorne effect လို့ခေါ်တဲ့စိတ်ပညာသဘောတရားကိုအသုံးချလိုက်တာပါပဲလူတွေဟာစောင့်ကြည့်မှတ်တမ်းတင်ခံရတယ်လို့သိရင်စွမ်းဆောင်ရည်ပိုကောင်းလာတာတကြတယ်ကိုစိုင်းရင်စစ်တရားအနေနဲ့စောင့်ကြည့်မှတ်တမ်းတင်လိုက်တဲ့အတွက်စီကန်းရှိမှုတာအလိုလိုမြင့်တက်လာပြီးတာဝန်ယူစိတ်ပိုရှိလာတာဖြစ်ပါတယ် အပိုင်းနာရေရှည်တည်တတ်မီဘဝနေထိုင်မှုပုံစံကိုဘယ်လိုတည်ဆောက်ကြမလဲစီကန်းရှိတဲ့လုပ်ရက်တစ်ခုကိုရေရှည်နေထိုင်မှုပုံစံဖြစ်ပြောင်းလဲဖို့ဆိုရင်21-90စီမင်းကအကောင်းဆုံးပါပဲ21ရက်ဆက်တိုင်လုပ်ရင်အဲ့ဒီလုပ်ရဟာအလေးအချင်းတစ်ခုဖြစ်လာမှာပဲဆက်ပြီးနောက်တစ်ရက်90အထိတဆိုင်မမတ်လောက်သွားမယ်ဆိုရင်တော့ကိုယ့်ရဲ့ပင်ကိုဆရိုက်ရေရှည်နေထိုင်မှုပုံစံတစ်ခုဖြစ်အမိတွေ့သွားမှာအတေးချပါပဲ အဲ့နေ့စဉ်လှုပ်ဆောင်ချက်တဲ့ရေထဲမှာအသိပညာတစ်တဲ့သင်ယူတာကလည်းအများကြီးကြီးပါလေဗျာအသုံးဝင်တဲ့အသိပညာတစ်ခုကိုနေ့တိုင်းသင်ယူတာဟာအဒိုးပေါ်အဒိုးရှင်နဲ့ compound interest နဲ့တူတူပါပဲအသိပညာတွေတစ်ခုနဲ့တစ်ခုပေါင်းစပ်သွားတဲ့အခါကိုယ့်ရဲ့ပြဿနာဖြေရှင်းနိုင်စွမ်းတွေတည်တည်တသာတိုးတက်လာပြီးတည်ဝင်မှုနဲ့ကြောက်ရွံ့မှုတွေကိုဖယ်ရှားပေးတဲ့အကောင်းဆုံးတဲ့တစ်ခုဖြစ်လာပါလိမ့်မယ် နီကုန်းချုပ်အနေနဲ့မေကွန်တစ်ခုမြည်ချင်ပါတယ်တနေ့ကိုအာယုံစူးစိုက်မှုအပြည့်နဲ့တနာရီလောက်အချိန်ပေးလိုက်ခြင်းအပြင်ကိုဘွားအတွက်ဘာတွေများတီးဆောက်နိုင်မလဲအချိန်တွေကိုပြန်လဲယာယူပြီးရှင်းလင်းပြတ်သားရဲ့ယုံကြည်မှုအပြည့်ရှိတဲ့ပြောင်းလဲတိုးတက်နေတဲ့ဘဝတစ်ခုကိုဒီနေ့ပဲစတင်တီးဆောက်ကြည့်ဖို့တိုက်တွန်းရင်းဒီတုံးသက်ရှင်းလင်းချက်လေးကိုအဆုံးသတ်လိုက်ပါတယ်အားလုံးပဲတိုးတက်မှုတွေနဲ့ပြည့်စုံတဲ့နေလေးကိုပိုင်ဆိုင်နိုင်ကြပါစေ